ဒီနေ့ပေါ့ကိုမတ်ဒီထဲမှာဘိုင်ဝဲဘိုင်ဝမ်လိုက်ပြီးတော့အာတီးရောင်တွေရဲ့ပဲချိုးဦးဆိုတာရှက်ဦးဆိုတာအဲ့ဘဲကကျွန်တော်ကိုဘိုင်ဝမ်တီးဖို့လာသိကော6ပတ်တဲ့6တီးရိုက်တာပဲအဲ့တော့ဘာရင်ညာရမဟုတ်ညာရပါတယ်ပေါ့အဲ့လေရှေးကြီးရမယ်ဆိုဒီမှာတာဝါတဲ့ဝင်ကန်တာလို့လားသူမသေးတော့ကိုဒီတီသွားတာပေါ့ဒီမှာတာဝါတဲ့အေးဆေးလေးပဲတာဝါနှစ်တိုင်ကြားတိလိုက်ကျုံးပြီးလိုက်တယ်အဲ့တော့စမ်းကြီးရရှက်ပေါင်လေးတော့ဒါမျိုးလက်ဆန်းရင်တော့အဲ့လေငုတ်တုံမိသွားမှာပေါ့လက်တလောဝေဖန်မှုတွေများတဲ့အချိန်ကြီးကျွန်တော်ရဲ့အချိန်ကိုပြောရပဲဆိုရင်ခိုက်ပတ်ဆက်ဝယ်ပေးတဲ့ပေါ်ပါလူတွေကအထင်မြင်များနေတာတော်ပြပြလေးရှိပါကိုမလုံနိုင်တဲ့အရာတစ်ခုကိုသူများကလုံးလိုက်ပြီဆိုလူတွေကပြောရပဲဆိုရင်ကိုမလုံနိုင်ရင်သူများလည်းမလုံနိုင်ဘူးလို့တွေးထားတာဖြစ်နေကျွန်တော်ပြောတဲ့5% ဝယ်ပါကျွန်တော်ကထိတ်ထနိုင်မယ်လို့လည်းမပြောပါဘူးကျွန်တော်ရဲ့ဖန်နေပြောဖို့အတွက်ကျွန်တော်5% ဝယ်တီးရွေးတယ်ကျွန်တော်ချမှတ်ထားတဲ့စီးကဲအရာပဲသူတို့စောရတယ်ကျွန်တော်ရဲ့စကေးကလည်း international ကျနေရောဒီကောက်တွေကိုရိုက်လို့ရတာပေါ့တချို့ကပတ်ဆက်ပစီပဲတဲ့အာချောင်းနဲ့ပဲအများကြီးရှိတယ်ဆဲကြီးကိုတက်တဲ့ကျွန်တော်ရဲ့ကိုးဘွယ်တွေကိုလာကြရတယ်ပေါ့ကျွန်တော်ပြောလိုက်တယ်10စားတစ်စားဆိုကျွန်တော်330ရှိရဘယ်လို300ရှိတာလို့အဲ့တော့ဘာပြောမလဲမသိပဲနဲ့ဆဲပြီးလစ်သွားတဲ့ဘဲကြီးပါအများကြီးအဆုံးပြီးကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့ဗျာ